ဟင်းကားပူပူလေးတစ်ခွက်နဲ့ဆက်တဲ့ဆိုရင်တော့ပြန်လာပြီနော်တံမြာသီးကြိုက်တဲ့အတွက်တံမြာသီးလေးညှက်ကိုစားခြင်းနဲ့တိုးစရာလေးနဲ့ဘာသာဟင်းမှမပါဘဲနဲ့ဟင်းကားပူပူလေးတစ်ခွက်နဲ့ဆက်တဲ့ဆိုရင်တော့ညောင်ထမင်းမိတ်တာပဲ